ဘောမှာကြုံရကြပန်းလောက်ပြီးတော့ဘောကိုဖြတ်တန်းနေရတယ်ကျွန်တော်မိတ်ဆွေတွေအတွက်အခုကျွန်တော်ကဂမ်ဘီယာနေလေးတခုပိုဝက်စိတ်ကလေးတွေအစာရှားတဲ့လမ်းကြောင်းမှာသူတို့စားရတဲ့တရားခဲလေးထညာခဲလေးတွေမုံအကြေအမွားလေးတွေချဒါမှမဟုတ်ပွဲစိတ်ကျန်းဝလေးမှာတရားခဲလေးတွေထညာခဲလေးတွေမုံအကြေအမွားလေးတွေချပြီးတော့ရွှေစကားကိုကြီးကျွနေကြတဲ့မိတ်ဆွေအပေါင်းခုနှစ်သားခုနှစ်သမီးတွေအားလုံးကိုစိတ်နှဖျားကျမ်းမှာချမ်းသာတော်မူနိုင်ကြပါသည်ဗျာတချို့တွေရှိတယ်လူတော်များများကဘဝအထူးတွေလုံငန်းအထူးတွေမှာကျင်လဲနေကြတဲ့လူတွေများပါတယ်ဒါပေမဲ့အခုတော်များများမှာကတနေ့တော့မှဒီနေ့စားရတယ်ဆိုတဲ့လူတချို့လည်းရှိပါတယ်ဒီနေ့ပယံလေးလိုက်လုပ်လိုက်တယ်နောက်နေ့ကျတော့လုံးစရာမရှိဘူးနောက်နေ့ကြောက်တန်းလေးလိုက်စီလိုက်တယ်နောက်နေ့ကျတော့လုံးစရာမရှိဘူးစသည်အဖြစ်ပေါ့ဗျာဘဝမှာကြုံရကြပန်းလောက်ပြီးတော့ဘဝကိုဖြတ်တန်းနေရတယ်ကျွန်တော်မိတ်ဆွေတွေအတွက်အခုကျွန်တော်ကဂမ်ဘီယာနေလေးတခုပြောပြချင်ပါတယ်အဲ့ဒီနေလေးကတော့ကျွန်တော်မိတ်ဆွေတွေငွေကုန်ကြေးကြလည်းမများဘူးထိရောက်လည်းရှိမယ်ကုသိုလ်လည်းအင်တန်များစေတဲ့နေလေးတခုဖြစ်ပါတယ်အဲ့ဒီနေရာတော့တိတ်တော့ခတ်မှာတော့မဟုတ်ပါဘူး။ OS စိတ်ကလေးတွေအစာရှားတဲ့လမ်းကြောင်းမှာသူတို့စားရတဲ့တရားခဲလေးထညာခဲလေးတွေမုံအကြေအမွားလေးတွေချဒါမှမဟုတ်ပွဲစိတ်ကျန်းဝလေးမှာတရားခဲလေးတွေထညာခဲလေးတွေမုံအကြေအမွားလေးတွေချပြီးတော့ကျွေးရမှာဖြစ်ပါတယ်။အဲ့ဒါကျွေးနေရင်လည်းကိုယ့်ရဲ့လုပ်ငန်းတွေအစင်မပြတ်ရရှိဖို့ဆိုတဲ့ကိစ္စလေးကိုစူတောင်းပေးရမှာဖြစ်ပါတယ်။လုပ်ငန်းတွေဇက်ဇက်တလို့ရနေဖို့လည်းစူတောင်းပေးရမှာဖြစ်ပါတယ်။အဲ့ဒီရလေးကကျွန်တော်ဆရာမကြပြောဘူးပါတယ်ဆရာစီဦးလေးမကြပြောဘူးပါတယ်ကုသိုလ်လည်းအမှန်တန်ထူးတယ်တဲ့ဘာလို့ထူးလဲဆိုတော့ဘလဘဝကုသိုလ်ကွာတဲ့အဲ့ဒါကုသိုလ်ဘလဘဝရတယ်ဆိုတဲ့ကုသိုလ်ကိုရီးယားတို့ကျွလိုက်တာသူတို့နည်းနည်းလေးပဲဒါပေမဲ့သူတို့ဘက်ကပြန်ကြည့်လိုက်မှဆိုရင်အမှန်တန်မှအထုံးနဲ့အထည်နဲ့စားဖို့တော့ဖို့အပေါင်းလိုက်ပင်လိုက်ရတာလေကဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေဘဝမှာကြုံရကြပန်းလောက်ပြီးတော့ဘဝကိုရင်ဆိုင်ဖြည့်ရှင်းနေရတဲ့ကျွန်တော်မိတ်ဆွေတွေခုနကျွန်တော်ပြောတဲ့ဂမ်ဘီယာရတရားလေးကိုလုပ်ပြီးတော့ကဲမိတ်ဆွေများအလုပ်အဆင်ပြေကြပါသေးခင်ဗျာ